ကောင်လေးတယောက်ကသူလည်းဘွဲ့ဒီပညာတွေတော့တော်တော်တတ်တယ်ဗျကျွန်တော်ဒီစာလေးလမ်းပို့ဘိုင်းမို့ရတဲ့ AI နဲ့လူတွေနဲ့ဘယ်ကပူလေဟာသူကမေးတာတော့ဖြေလို့ကရဒါပေမဲ့တစ်ခါလေကျတော့ကိုကဖြေလိုက်လို့တချို့ကြလဲကွန်ပရိတ်တက်တာတွေကမြင် AI နဲ့လူနဲ့ဘယ်ကပူလဲဆိုတော့ AI ကလူကလှုပ်လို့ AI ဆိုတာဖြစ်တာလေဘာ AI မှမပူဘူးလူကပူတာလူကလှုပ်လို့ AI ဆိုတာဖြစ်လာတာနော်တခါတရံကျတော့တော်တော်များများအဲ့လိုတွေပေါ့ဗျလွဲမာတတ်ကိုဖန်တီးလိုက်တဲ့ဟာစွမ်းဆောင်နိုင်ဟာသူကကိုယ့်ထက်ပိုးနေသလားဆိုတာလဲစဉ်းစားကြလွဲချော်မှုလေးကတော့မျိုးမျိုးရှိရပါဗျာထင်မှားမှုလေးတွေယုံကြည်မှုလေးလည်းရှိရပါခင်ဗျားတို့ကျုပ်တို့နေရာတစ်ခုကိုလဲသွားမယ်ဥပမာဖျားဘူးသွားမယ်ကဲဖျားဘူးသွားပါတယ်နေရာဒေသမပြောတော့ဘူးတနေရာဖျားဖူးခဲ့ရဲ့လားအေးချမ်းမှုရရဲ့လားအခုနောက်ပိုင်းခေတ်တွေပို့ဆိုးတယ်ဘလို့ဆိုးတော့နေရာတစ်ခုရောက်ရင်ဟာရှုခင်းကောင်းလားဟာဓာတ်ပုံရိုက်လို့ကောင်းလားဒါပဲဥပမာတနေရာသွားတယ်ဆရာတော်ဟောလိုက်တဲ့တရားလေးကောင်းလိုက်တာဆိုတော့ဘယ်သူမှပါမလားမလေးရှုခင်းကောင်းတာအေးချမ်းလိုက်တာစင်ပြေးတာကျွေးတာမွေးတာရောဥပမာဘယ်နေရာရဲ့ဘာရဲ့ပြောတာမဟုတ်ဘူးနော်ပြောပြတာရောက်တဲ့နေရာတိုင်းဟာစားရတာလည်းကောင်းတယ်လို့မြင်ရတာလည်းအေးချမ်းတယ်လို့နေရတာလည်းကောင်းတယ်လို့ဒါတွေဟာပီတိဖြစ်စရာပဲတို့ပေမဲ့စိတ်ထဲမှာအေးချမ်းမှုတစ်ခုရအောင်တော့တရားသဘောနဲ့နှလုံးသွင်းပြီးယူခဲ့ကြဗျတကယ်တမ်းဓာတ်ပုံလှလှရိုက်လို့ရတဲ့နေရာတွေကကိုစိတ်ညစ်လို့ကိုဒုက္ခရောက်ပြီဆိုရင်သိမကယ်နိုင်ဘူးစိတ်ဒီနာလောကောတဲ့လောကကြီးကိုစိတ်ကဥဆောင်มาတဲ့ဗျာနော်ဆရာကြီးတော့မဟုတ်ဘူးဗျကျွန်တော်လည်းစာရဲဖတ်ထားတယ်လို့ပြောပြတာခုနောက်ပိုင်းလူငယ်တွေလှလိုက်တာရှုခင်းလေးဓာတ်ပုံလေးရိုက်ပေးရသည်ဘယ်နေရာမြင်သားရတာကွာဓာတ်ပုံရိုက်မယ်ဒါနဲ့ချိန်ကုန်လာတာဗျာနော်ကျွန်တော်တို့ကတော့လူငယ်တယောက်ပဲကျွန်တော်တို့မှတက်90မပြည့်သေးဘူးဒါပေမဲ့ကျွန်တော်တို့ကလူကြီးတွေနဲ့ပေါင်းခဲ့တာငယ်လေးကလေးရှေးဖုံကြီးတွေရှေးဆရာတော်ကြီးတွေရှေးလူကြီးတွေစကားများဟိုးရှေးတုန်းကဆိုတဲ့ပုံမြင်ကိုသူတို့ပြောတာကိုထိုင်နားထောင်ခဲ့ရတယ်မလီသူတို့ကရေနွေးအိုးကြီးတိုးကုန်ပါတယ်ဟာဟိုးရှေးတုန်းကမစုံပြောတာတွေလဲထုတ်ပတ်တိတွေတိတ်ကောင်းတာရှင်းသွားလူရဲ့ခုနောက်ပိုင်းမှာလူကြီးရေစုံစုံလင်းလင်းထိုင်ပြီးစကားဝိုင်းဆိုတော့လည်းမရှိတော့နဲသွားပြီဗျတကယ်တမ်းခေတ်ကာလာကြီးပြောင်းလဲလို့စက်ကရိယာတွေတိုးတက်တာတိုးတက်တဲ့နေရာပဲသုံးလို့ရတာဥပမာခုကျွန်တော်သတိရပါကြောင်းဖုန်းလေးနဲ့စာရေးလို့ရတာပေါ့ဟောလူရင်းလာတွေ့ပြီးတော့ဟာငါးကောင်ကြီးတငယ်ချင်းကြီးမိတ်ဆွေကြီးသတိရလိုက်တာမတူဘူးပြောပုံပြောနေဖုန်းထဲကနေနှုတ်ဆက်တာနဲ့ပြင်ပနှုတ်ဆက်တာနဲ့ကွာပါတယ်ဗျာနော်ယဉ်နေမှုတွေရောနှွေးထွေးမှုတွေရောကွာပါတယ်ကိုရောက်တဲ့ရက်ဒေသမှာစဉ်းစားဖို့ဗျာငါတို့တကယ်စိတ်နှလုံးအေးချမ်းတဲ့နေရာတစ်ခုလားပြင်ပအာယုံကတော့ခမရတို့လူကလူရင်းဖန်ဆန်းပါပဲဒါကျွန်တော်ဆိုတောတောင်ကြီးဘာမှမရှိဒီနေရာမှာရှယ်လုံးလိုက်ပါလားခမရဒန်းနေနဲ့ပန်းနေနဲ့ရှယ်လုံးလိုက်အုံတော့နေရပြောပြတာပါခေတ်ရ policy ရည်စည်းကြောင်းတွေကိုအားတွေလိုက်ပါများတော့ခုနောက်ပိုင်းလူငယ်တွေကလူကြီးတွေပြောတဲ့စကားနားမထောင်တော့ဥပမာ AI ကပြောတာတော့ဟုတ်ထင်ကြတာဥပမာပေါ့ဗျာနော်ဒါလေးကျွန်တော်တို့ဆိုလဲတော်တဲ့တောင်နဲ့နေရတယ်ဘာမှမတက်ပါဘူးပြောပြတာအဲ့လိုလေးမေးဖြေလေး AI နဲ့လူနဲ့ဘယ်ကတာတော့လူကတာတာပေါ့ဗျာ AI ဆိုတာလူကလောက်တာလေနော်ဘာမဆိုလူကဖြစ်သည်အဲ့တချင်းကိုစာဆုံးနားထောင်ကြည့်လိုက်ကြနော်အဲ့ဒါဆိုတော့သိလိုက်မယ်